ထိုက်တန်မှစားပါလောကမှာအပေးနဲ့အယူရှိနေကြတဲ့နေရာမှာတချို့ကယူဖို့ပဲတည်တယ်ပေးဖို့စိတ်ကူးမရှိကျွေးတဲ့လောက်ကတော့စားနေမှာပဲပေးတဲ့လောက်ကတော့ယူနေမှာပဲဒါပေမဲ့ကိုယ့်ကိုကျွေးနေတဲ့သူကိုယ့်ကိုပေးနေတဲ့သူနည်းနည်းရိုင်နဲ့သွားတာနဲ့တပြိုင်နက်ခွာသွားကြတယ်ကိုယ့်ကိုကျွေးတဲ့သူအမြဲထာဝရကိုယ့်ကိုကျွေးနေနိုင်အောင်ကိုယ့်ကိုပေးတဲ့သူကိုယ့်ကိုကူညီတဲ့သူအမြဲထာဝရကိုယ့်အပေါ်မှာအကူအညီပေးနေနိုင်အောင်သူ့ရဲ့အားကိုလည်းပြန်ပြီးတော့ဖြည့်စွမ်းပေးဖို့လိုတယ်တစ်ပင်ရိတ်တရိတ်ကိုရိတ်ခိုးခြင်းနဲ့ဆိုရင်အဲ့ဒီအပင်ကိုစီပင်အောင်လည်းပဲရေလောင်းပေးဖို့လိုတယ်စောင့်ရှောက်ပေးဖို့လိုတယ်ဆိုတာကိုမေ့နေကြတယ်တစ်ပင်ရဲ့အရိတ်ကိုခိုးခြင်းပေးမဲ့သူ့ရဲ့တစ်ကိုင်းတွေကိုခုတ်ဖြတ်ချိုးဖဲ့ပြီးတော့အားတိတ်သွားအောင်လုပ်တဲ့အခါကျတော့အပင်ကခြောက်လာတယ်အပင်ကသေသွားရတဲ့အထိဖြစ်ရတယ်အဲ့တော့ကို့မှာရိတ်ခိုးစရာမရှိတော့ဒီအတိုင်းပဲကို့အပေါ်မှာကျေးဇူးရှိတဲ့သူတွေရဲ့အပေါ်မှာတံပြန်ကျေးဇူးတုံ့ပြန်ခြင်းကိုအသာထားတိတတ်မှုလေးတောင်ပြန်ပြီးတော့မပေးဘဲနဲ့ထားတဲ့အခါသူ့ကိုပေးနေတဲ့သူကကြားတော့မပေးနိုင်တော့သူ့ကိုကျွေးနေတဲ့သူကကြားတော့မကျွေးနိုင်တော့အဲ့ဒီလိုဒုက္ခရောက်သည့်အထိကိုကယူဖို့ပဲသိတယ်စားဖို့ပဲသိတယ်ဖြစ်တဲ့အခါမှာထိုက်တန်တာဘာမှပြန်ပြီးတော့မလုပ်ပေးတဲ့အခါဒီဘဝမှာလည်းဘဝသည်မတောက်မပြောင်းတတ်ဘူးဓမ္မလုံးမှာဆိုရင်လည်းသူ့စီကစားထားတဲ့အကျွေးတွေပြန်ဆက်ရတယ်စားထားတာတွေပြန်ဆက်ရတယ်ယူထားတာတွေပြန်ဆက်ရတယ်ယဟန်တန်ဃာတွေတောင်းမှလူတွေလှူတဲ့အရာတွေကိုသုံးဆောင်ဖို့ရအတွက်သီလအနှစ်နဲ့ပြည့်စုံရတယ်တမာတိရှိရတယ်ပညာတည်းဟူသောဝိပဿနာပညာမတ်ပညာတို့ရှိနေရတယ်အဲ့လိုရှိနေတဲ့အချိန်မှသုံးဆောင်ကောင်းတာထိုက်တန်မှစားကောင်းတာယဟန်တန်ဃာတွေတောင်းမှသီလတမာတိပညာမရှိပဲမထိုက်တန်ပဲစားသုံးထားတဲ့အရာတွေဟာပြန်ဆက်ရတယ်ဘလို့ဆက်ရလဲဆိုတော့အပေကြပြီးတော့ဆက်ရတာဒီတိုင်းပဲလူတွေလည်းအချင်းချင်းကောင်းတဲ့သဘောရှိတဲ့စေတနာရှိတဲ့သူတွေရဲ့ကူညီမှုတွေပေးကမ်းမှုတွေကိုအလကားလိုချင်ကြတယ်ထိုက်တန်တဲ့ပေးဆက်မှုမရှိကြဘူးအရှင်းဆုံးအားဖြင့်ကိုကစားခြင်းပေမဲ့စားပြီးသွားတဲ့အခါပကံတော်ပြန်မစေးခြင်းတဲ့သူမျိုးကျွေးဖို့မွေးဖို့အတွက်ကြိုတင်ပြင်ဆင်ရမယ့်အရာမျိုးတွေကိုတော့ဝင်ပြီးတော့မကူခြင်းတဲ့ပုံစံမျိုးစားရုံတက်ပဲနားလဲတာအဲ့ဒီလိုစားထားတဲ့သူတွေဟာမထိုက်တန်ပဲနဲ့စားထားတဲ့အတွက်ကြောင့်ပြန်ဆက်ရတယ်အကျွေးတွေပြန်ပြီးတော့ဆက်ရတတ်တယ်အကျွေးဆိုတာမဆက်ရပဲမရှိဘူးဆက်ကိုဆက်ရတယ်ထိုက်တန်သောအရာအတွက်ထိုက်တန်တဲ့ပေးဆက်မှုတော့ရှိမှတန်တာကိုယ့်ရဲ့ဇွဲလုံလဝိရိယကံဉဏ်ဝိရိယဆိုတဲ့သဘောတွေရှိတယ်အဲ့ဒါတွေနဲ့ထိုက်တန်တာကိုသာစားပါသူတစ်ပါးကျွေးတာကိုစားပြီးဆိုရင်ထိုက်တန်တဲ့ဝန်ဆောင်မှုတော့ပြန်ပြီးတော့လုပ်ပေးခဲ့ပကံစေးခြင်းတပည့်စီလဲခြင်းအစရှိတဲ့ပြင်နိုင်တာလေးတွေပြန်လုပ်ပေးခဲ့သူတစ်ပါးပေးတာကိုယူပြီးဆိုလို့ရှိရင်လည်းအဲ့ဒီလိုထိုက်တန်တာလေးတွေပြန်လုပ်ပေးအ ਨੇ ဆုံးမေတ္တာလေးတော့ပြန်ပြီးတော့တုံ့ပြန်ကြယူယုံပဲတတ်တတ်သိပြီးတော့စားပြီးနားမလဲလို့ခေါ်တဲ့လူဒန်းစားမျိုးတွေကမထိုက်မတန်ပဲစားတဲ့အတွက်ကြောင့်အကျွေးပြန်ဆက်ရတယ်ဒါကြောင့်တရားနာသူပေါင်းသူတော်ကောင်းတို့လည်းဘဝတစ်လျှောက်လုံးကိုယ်ကံဉဏ်ဝိရိယနဲ့ထိုက်တန်သောအရာတို့ကိုသာစားသုံးပါအကျွေးတွေပြန်မဆက်ရပါစေနဲ့အားလုံးအေးချမ်းကြပါစေ